မြန်မာပြည်ရဲ့ထွက်လာတာအခုဆိုနည်းနည်းတောင်ကြော်သွားခဲ့ပြီ။နည်းတော့ကြာခဲ့ပြီလို့ပြောရမှာ။ဒါပေမဲ့ဘာမှရေးရမရှိသေးပါဘူး။စားသက်ဆိုင်တစ်ခုမှတော့အလုပ်တစ်ခုရထားတယ်။နေကင်းတစ်ဖြတ်ကြော်တယ်ချက်တယ်ဇွဲထိုးတယ်စီးရကြော်တယ်အကုန်လောက်တာပေါ့။နည်းနည်းတော့ပင်ပန်းမိမဲ့ပုံမှန်အောင်တော့ရုန်းကန်ရမှာပေါ့လက်တွေ့ဘဝမှာပတ်စံရှာတကယ်ကိုမလွယ်ဘူးတယောက်တည်းရက်တည်နိုင်ဖို့ကလည်းအရန်ခက်ခဲလူပဲချစ်ကုပ်ပြီးစုနေရတာပေါ့ဒါတော့မှပေးစရာအကျွေးတွေကမကြေသေးဘူးဒီနေ့ကုန်ရင်တော့ဆက်နိုင်မယ်လို့မျှော်လင့်ရတာပါပဲဒါပေမဲ့မတိကြသေးပါဘူးလူတွေပြောတဲ့ဘဝဆိုတာဒီလိုပဲထင်ပါတယ်တကယ်တမ်းတွေးကြည့်ရင်ဘဝတွေကမတူကြဘူးဒါမဲ့ဘယ်တက်နိုင်ပါမလဲကိုဘဝနဲ့ကိုပဲလက်ခံရမှာပေါ့ဘာမှမလုပ်ဘဲနဲ့လည်းရန်နေလို့မှမရတာဆက်လို့ဆရာရှိရလို့ရမှာလောကကြီးကိုအပြစ်တင်နေရောဘာထုမှမို့လဲလက်ခံရမှာပေါ့ဒီလိုပဲလုံပန်ရင်တရက်ဘလို့ကိုသားမှန်းတော့မသိပါဘူးဗျာပင်မနဲ့ညရဆိုအိမ်ကိုတိတ်လွမ်းတယ်လွမ်းတိုင်းလဲဆေးလေးတောက်ဖြစ်တယ်ဆေးရပေါက်နေနေပါပဲမင်းတော့မဟုတ်ပါဘူးဒီနေ့ကပိတ်ရက်ဆိုတော့ဘယ်သူနဲ့မှလည်းတွေ့စရာထွေထူးရမရှိကြောက်သေးပဲမျိုးလေးလျှောက်သွားမယ်ပြီးရင်လျှောက်ကြည့်မယ်ခန်းစားလို့ရသမျှအကုန်ခန်းစားမယ်ဗျာခင်ဗျားတို့တည်တဲ့အတိုင်းမျိုးကြီးပြိုင်မှနေရထင်လောက်တော့မလွယ်ဘူးရှုပ်ထွေးတယ်မာယာများတယ်လူကြီးရဲ့မှာအရန်ထီးကြံတယ်ဒါပေမဲ့ဒါကျွန်တော်ရွေးချယ်မှုရဲ့နောက်ဆက်တွဲတွေပဲလက်ခံရမှာပေါ့အလုံးမရှိရဲ့ရက်တွေဆိုဒီလိုပဲရှောက်သွားပြီးတော့ကိုယ်စိတ်ကိုဖြေပြောင်းနေရတယ်ချို့သဘောကျတဲ့နေရာတွေခါတန်းတွေတော့ပုံရိုက်ပြီးတင်ထားရခါလေးလည်းပြန်ကြည့်ဖြစ်တယ်လေဒီလိုပြည့်ရက်တွေဆိုအိမ်အမေကကျွန်တော်ဖုန်းဆက်တတ်တယ်မင်းနဲ့ဖုန်းပြောပြတဲ့အမေကအမြဲတမ်းစင်ပြေလားလို့မေးတယ်ပြီးတော့အားပေးတယ်မင်းနဲ့စကားပြောရတဲ့ကျွန်တော်ပြောတယ်ခြားခြားပါပြုံးပြတာပေါ့
တွေဖြစ်နေပါစေကျွန်တော်စူးစမ်းမယ်ရှေ့ဆက်သွားမယ်အိမ်မက်တွေအတွက်နာဂတ်အတွက်နောက်ပြီးကျွန်တော်အမေအတွက်